ရန်ကုန်မှာကွန်ဒိုဝယ်တော့မယ်ဆိုရင်လူတိုင်းမေးဆုံးမေးခွန်းတစ်ခုရှိတယ်အဲ့ဒါကမြေပိုင်ဆိုင်မှုခိုင်မာပါမလား The IV1 ကွန်ဒိုကလူနေနိုင်ခွင့် BCC ကြာပြီးသားဖြစ်တယ်လို့အဓိကအားသာချက်ကတော့ဘိုးဘွားပိုင်မြေပေါ်မှာတည်ဆောက်ထားတာပဲဖြစ်ပါတယ်ဒါကြောင့်လူကြီးမင်းတို့အနေနဲ့ခိုင်မာတဲ့အုံနာပုတ်ကိုရရှိမှဖြစ်ပြီးမြေချိုးကြလည်းပိုင်ဆိုင်မှုရရှိအောင်ပါဒါဟာနောင်ရေးအတွက်ကောရင်းနှီးမြှုပ်နှံမှုအတွက်ပါအာမခံချက်တစ်ခုပါပဲ The IV1 မှာရှိတဲ့အခန်းနေအားလုံးဟာအိတ်ခန်း3ခန်းစီပါဝင်ပြီး1300 square feet ကျော်ကနေ1900 square feet ကျော်အထိကျယ်ဝန်းတာမို့လို့မိသားစုအလိုက်နေထိုင်ဖို့တကယ်တင့်တော်ပါတယ် Luxury ဆန်ဆန်နေထိုင်ခြင်းသူတွေအတွက်အခန်းတိုင်းမှာ main room, store room တွေတီးသန့်ပါဝင်ပါတယ်ကျယ်ဝန်းတဲ့ဝရဏကနေပြည်လမ်းမရဲ့ view ကိုအပြည့်အဝခန်းစားနိုင်မှာပါပန်းဖြေဖို့အတွက်လည်းငါးလွှာမှာ facility floor ကိုတီးသန့်ထားရှိပေးထားပါတယ်အပန်းဖြေဖို့အတွက် swimming pool ကျန်းမာရေးအတွက်ဂျင်တို့အပြင်လူချင်းမင်းတို့လုပ်ငန်းကိစ္စများအတွက် meeting room မှာပါဝင်မှာဖြစ်ပြီးအခန်းတစ်ခန်းလည်းကားပါကင်တစ်စီးစာရရှိအောင်မှာပဲဖြစ်ပါတယ်ဒီနေရာကတော့10မိုင်ပြည်လမ်းမပေါ်မှာဖြစ်လို့ဂျန်ရှင်း8တို့ Ocean တို့လိုနေရာတွေကိုအချိန်ခဏအတွင်းသွားနိုင်တဲ့အပြင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်း10မိနစ်ဝန်းကျင်နဲ့အရောက်သွားနိုင်ပါတယ်ခင်ဗျအခန်းပိုင်ဆိုင်လို့သူများအတွက် cash down ပြင်ဘဏ်လုံးဖြင့်နှစ်ရှင်းအရေးကြဖြစ်နေပိုင်ဆိုင်နိုင်ပါတယ်ခိုင်မာတဲ့ပိုင်ဆိုင်မှုနဲ့ luxury stand နဲ့လူနေမှုဘဝကိုပိုင်ဆိုင်ခြင်းတဲ့လူချင်းမင်းတို့အတွက် The IV1 ကွန်ဒိုကအကောင်းဆုံးရွေးချယ်မှုဖြစ်နေမှာပါ။သိစိတ်သိရှိလိုပါကကျွန်တော်တို့ Cosmo Heaven Via Estate ကိုအခုပဲဆက်သွယ်လိုက်ပါခင်ဗျာ။ Apple Pay